ကဲအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တောင်ကြီးချန်ရောက်တော့လေနော်အရင်ကကျွန်တော်ထောပတ်ဒေတာထောပတ်သီးတွေကိုရိုက်ပြမယ်ခွဲပြမယ်ဆိုပြီးတော့ကျွန်တော်ဂရုပေးထားပါတယ်ကဲအခုကတော့ဒီနေ့စမယ်နော်ကဲမစခင်လေးတစ်ချက်ရှိုးလိုက်ဘလောက်မြက်ပေါ်လဲနော်အဲ့ဒါမိုးတခါရွာတယ်ဆိုရင်လေ2 ပေ 3 ပေကတော့တစ်ပတ်အတွင်းပဲမြက်ပင်နေရပါနော်ကဲရှာရှည်တယ်ကဲဒီမှာစပြောရမယ်ကဲအလုံးပဲကျွန်တော်အရင်ကပြန်ကုန်အိမ်မှာကျွန်တော်ပြထားတာဒီမျိုးပေါ့နော်ဟုတ်တယ်ဒီမှာခွန်ချမ်းကြီးနဲ့တလုံးတစ်ပိတ်သားစိုက်ပါနော်ကဲဒီမှာအဲ့အလုံးကိုဒီလိုအမျိုးခွဲကြည့်လိုက်တဲ့အခါမှာနော်ဒီမှာအခြေအနေကဒီလိုအပြင်ခွန်အားကြတော့ကြည့်ပါအောင်နော်ကြုံကြီးတယ်ဆိုးလိုက်တာဒါပေမဲ့အတွင်းသားကတော့အဆင်ပြေတယ်ဗျဆိုလိုတာကြတော့သူကအသီးကအစီကတိတ်မကြည့်ဘူးနော်အနေတော့ပဲမြန်မာနိုင်ငံခြားမျိုးတဲ့ဆို boot 7နဲ့တော့တွားတူချင်တယ်အရသာတော့ boot 7ထစ်တော့နည်းနည်းလေးရော့တယ်နော်ကဲဒီဟာကြတော့လုံးရှည်ပေါ့လုံးရှည်ဟုတ်နော်ရုပ်ကပြုတ်တောင်ထနေဟုတ်တယ်ဘယ်လောက်ရုပ်ဆိုးလဲကဲအတွင်းသားကဒီလိုကဲဒီမှာအညာမဖြုတ်ရသေးတာနော်ကဲထောပတ်တီးဝယ်မယ်ဆိုများတော့အပြင်အညာကိုတတိထားပြီးကြည့်ပါနော်အညာချွေပြီးသားဆိုရင်မိုးဝင်တတ်တယ်မိုးရေထိထားတယ်ဆိုရင်တော့ပုတ်တတ်ပါတယ်နော်ဒီမှာလည်းထုံးစံတိုင်းပဲဗျတွေ့လားအပြင်မှာဘလောက်ပဲရုပ်ထပြီးတော့ဒီမှာကြည့်ပုတ်တယ်လို့တော့ထင်ရပြီနော်ဒါပေမဲ့အတွင်းမှာကြည့်အမြင်လည်းသိမရှိဘူးခြေနေကတော့အဆင်ပြေတဲ့သဘောမှာတွေ့ရတယ်ကဲဒီလိုလေးကြည့်မယ်ဒါလည်းဒီလိုပဲများတော့အပြင်အဲ့ဒါကြောင့်ကျွန်တော်တို့ထောပတ်တီးခူးတဲ့လူတွေကအညာကိုပေါ့နော်မကြွေအောင်ခူးကြရတယ်ပေါ့ကဲဒါကြတော့ demonstration အတွက်ကျွန်တော်အဲ့ဒီတာထောပတ်တီးမျိုးတဲ့တပင်ပေါ့နော်ကျွန်တော်အဲ့ပြိုးချန်တဲ့အနေနဲ့တပင်ဆွဲထုတ်ပြီးတော့ပြကြည့်တာပါခဏကဲတော့တဘာဝဆိုတော့လေရန်ကုန်အိမ်လိုစပွဲတွေခုံတွေတေချာမပြင်ထားရတော့ကဲဒီမှာကျတော့အရှိတိုင်းပဲမှန်ကန်ချပေးနေပြီနော်ကဲအားလုံးလည်းသဘောကျနေတဲ့မယ်လို့ထင်ပါတယ်နိုင်ငံခြားမျိုးကကျတော့အားလုံးစားပြီးပြီပေါ့နော်အခုကကျတော့ဒီ data မျိုးထဲမှာလည်း2မျိုးပေါ့အဝိုင်းသီးရယ်ဘာကောလဲလုံးရှည်ပေါ့နော်မီသီး2မျိုးပုံစံပါပဲခင်ဗျအဝိုင်းသီးရဲ့အစီကအဝိုင်းပုံပေါက်ပြီးတော့လုံးရှည်ရဲ့အစီကလည်းအချုံလေးထွက်လာပါတယ်နော်ကဲအားလုံးတာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေဖြစ်ပါစေခင်ဗျအိုးနေအောင်ကျွန်တော်ကြောလိုက်ဦးမယ်ဒီမှာဗျကျွန်တော်ချမ်းနေဒီပေါ့နော်ရေသုံးတဲ့နေရာနားမှာအမြဲတမ်းတစ်ချိန်ပြီးတစ်ချိန်တပတ်ပြီးတပတ်အစင်တင်မဲ့နေတဲ့ဟာတွေပေါ့တင်မော်ဒီဒါလည်းထိုင်ဝမ်မျိုးတွေပါပဲဗျကဲအချိန်ရတော့လေကြောင်ညာဝင်လိုက်တာနော်အဝေးကနေနည်းနည်းတေးမလားလို့ကင်ချိပေးလိုက်မှာဟုတ်တယ်မလားခေါင်းတစ်လုံးစာတော့ရှိတယ်ဗျအပြင်ကတော့တိတ်မကြည့်သေးဘူးဒါမဲ့ရေကောင်းတဲ့အခါကျတော့ရေကောင်းတာရဲ့ပြုစုစောင့်ရှောက်မှုကျွန်တော်တို့တေချာလုပ်ထားတဲ့အတွက်အခုလိုပဲ share သီးတွေပဲထွက်လာပါတယ်ဗျကဲအားလုံးတာပျော်ရွှင်တဲ့နေ့ရက်လေးဖြစ်ပါစေဗျကဲ bye bye